အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ OEM ပါကျွန်တော်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ boundary equal freedom ဆိုတဲ့စာအုပ်လေးအကြောင်းကိုအနည်းငယ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီစာအုပ်လေးကမဖြစ်မနေဖတ်တဲ့စာအုပ်ထဲမှာလည်းပါပါတယ်ကျွန်တော်တို့ငယ်ဘဝတွေက no လို့ပြောတာဟာငင်းတယ်ရိုင်းတယ်တကူကောင်းဆန်တယ်လို့အထင်ခံခဲ့ရပါတယ် yes လို့ပြောမှလူကောင်းကြီးတဲ့လူစကားကိုနားထောင်တယ်လိမ္မာတယ်ဆိုတဲ့ mindset တွေနဲ့ကြီးပြင်းလာခဲ့ရပါတယ်ဒါကြောင့်ကိုရှိခင်တဲ့သူတွေကို no လို့ပြောဖို့ခက်ခဲလာကြပါတယ် no လို့ပြောလိုက်ရင်တခြားသူတွေကိုစိတ်မကြည်မနှံဖြစ်စေနိုင်ပေမဲ့ကိုယ်စိတ်ကိုတော့ငြိမ်းချမ်းစေမှာအမှန်ပါကျွန်တော်တို့ကဘယ်သူနဲ့စကားပြောရင်ပြင်ပန်းသွားလဲဘယ်အရာကကိုယ့်ရဲ့ဆွမ်းအားတွေကိုစုပ်ယူနေလဲဆိုတာသိလာတဲ့အချိန်ဘောင်ဒီကကိုယ့်ကိုကာကွယ်တဲ့အရာတစ်ခုဖြစ်လာတယ်အရာတိုင်းမှာစီရှိရမယ်သူများတွေစိတ်ချမ်းသာဖို့ကိုယ့်ကိုပြောင်းလဲလိုက်တဲ့အခါကိုဆိုတဲ့အရာကြီးကပျောက်သွားတတ်တယ်ဒီစာအုပ်လေးထဲမှာ BARF ဆိုတဲ့စကားလုံးလေးလုံးကိုထည့်ပြောထားပါတယ်။ B ဆိုတာကတော့ B တခုဆိုရင်မစင်စားပဲတုံ့ပြန်နေပြီလို့ပြင်ပန်းသွားတာဖြစ်တတ်ပါတယ်။ဒါကြောင့်ပြဿနာတစ်ခုခုဖြစ်လာရင်ချက်ချင်းမတုံ့ပြန်ပဲအသက်ကိုပြင်းပြင်းသုံးကားရှူလိုက်ပါ။အသက်ရှူချိန်ခဏလေးမှာဒေါသနဲ့စိတ်ရှုံမှုတွေကြားမှာကိုယ့်ကိုပြန်လည်သုံးသပ်ဖို့အချိန်ရသွားပါတယ်။ Ask ကိုယ့်ကိုအရင်မေးကြည့်ပါဒီစကားကိုပြောလိုက်ရင်ပိုပြီးစိတ်လွတ်လပ်လာမလားပိုပြီးထိခိုက်နိုင်ကြရမလား Remember ကိုယ်တန်မို့ကိုသတိရပါကိုယ်တန်မို့ကိုကိုယ်တိုင်လေးစားပါ Fee ကိုယ်စိတ်ကိုတန်မို့ထားပါလူတွေစိတ်ချမ်းသာဖို့အတွက်ကိုယ့်ကိုမပြောင်းဆုံးပါစေနဲ့တုံ့ပြန်မိလိုက်တဲ့စကားလေးတစ်ခုကဆက်ဆံရေးတစ်ခုလုံးကိုဖျက်ဆီးနိုင်တယ်လို့မတုံ့ပြန်လိုက်တဲ့တိတ်ဆိတ်မှုလေးကလည်းကိုယ့်ကိုကာကွယ်နိုင်ပါတယ်ဘောင်ဒီဆိုတာကတခြားသူနဲ့စကားမပြောခင်ကိုတန်မိုးကိုကာကွယ်တဲ့အရာတစ်ခုပါတန်မိုးရှိတဲ့ဘောင်ဒီတစ်ခုထားနိုင်ပြီဆိုရင်ကိုဘဝကလွတ်လပ်ပျော်ရွှင်စရာပိုကောင်းလာမှအမှန်ပါတာယာပျော်ရွှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နေကြပါစေခင်ဗျာ